လေသာအစ်အစ်တွေဘောနော်ဒီဇိုင်းအစုံကိုတနေရာထဲမှာရွေးချယ်ဖို့အတွက်ကိုဖြိုးမှာဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Oglo Fashion Store ကကိုဖြိုးဖြစ်ပါတယ်ခင်ဗျာဒီနေ့လေသာတည့်အစ်တွေကိုမှ share တွေပြပေးမယ်ပစ္စည်းကတော့ကျွန်တော်တို့နည်းနည်းလေးများများလေးထည့်ပေးထားရနော်ပစ္စည်းကတော့အများကြီးမို့လို့ဆိုင်ကိုလာကြည့်နိုင်တော့ကျွန်တော် customer တွေပို့အဆင်ပြေတယ်ဗျဆိုင်ရောက်လို့ရှိရင်ကျွန်တော် quality အမျိုးမျိုးကိုရှင်းပြနိုင်တယ်နော် quality အမျိုးမျိုးကိုကျွန်တော်တို့ပြည်တွင်းနေနိုင်ငံခြားပြည်အစုံကိုကျွန်တော်တို့ရွေးချယ်လို့ရလို့ရှိလို့ရင်ပို့ customer တွေသိလိမ့်မယ်တည်အစ်တစ်မျိုးလေးကိုရောင်းချပေးတယ်ပို့ဖြိုးဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံရန်ကုန်ကရောင်းချပေးတယ်ဖြစ်တဲ့အတွက်ရန်ကုန်အိမ်ရောက်ငွေချရာပြီးအခြားမြို့နယ်တွေအကုန်လုံးငွေကြိုလွှဲရပါတယ်ခင်ဗျာဖုန်းနံပါတ်ကဆက်သွယ်မယ်ဆိုကျွန်တော်တို့3996938883နဲ့3996938883ဆိုတဲ့ဖုန်းနံပါတ်နှလုံးကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာလေသာတရေစစ်မှန်ကြအောင်အာမခံပါတယ်ခင်ဗျာနိုင်ငံတော်တော်များများကိုလည်းပို့နိုင်ငံခြားကိုလည်းပို့ပြီးတယ်နယ်တွေကတော့ငွေကြိုလွှဲရတယ်ရန်ကုန်အိမ်ရောက်ငွေချရပါတယ်နော်ကဲပြပေးမှာကိုကြီးလေသာအစ်စ်တွေကိုမှ quality မျိုးစုံရမယ်ဗျ share ပဲကျွန်တော်ဝတ်ထားတဲ့ဟာလေးက2,800,000တန်လေဒီကောင်2,500,000တန်လည်းရှိတယ်တရေအစ်စ်ကိုမှဒီကောင်လေးကပခုံး16 size ဝတ်ကျွန်တော်တချို့ထည်လေးဆိုလို့ရှိရင်တေချာဝတ်ပြပေးမယ်နော်မိမိလိုချင်တဲ့ဟာတွေကို screenshot ရိုက်ပြီးတော့ကျွန်တော်ကို Viber မှာဖြစ်ဖြစ် TikTok Messenger မှာဖြစ်ဖြစ် Facebook Messenger မှာဖြစ်ဖြစ်ဆက်သွယ်ဝယ်ယူမေးမြန်းနိုင်ပါတယ်ခင်ဗျာရန်ကုန်မှာဆိုင်ကိုလာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပဇွန်တောင်စာတိုင်းမှတ်တိုင်အနီးတောင်လုံးပြန်ရက်ကွာအမှတ်25ခမ်းမဆောင်လမ်းမှာလာကြည့်လို့ရပါတယ်ဖုန်းကြိုဆက်လိုက်ပါနော်ကဲဒီမှာမိုက်တယ်ဗျဒီကောင်လေးကလည်းကျွန်တော်ဝတ်ထားတဲ့ site ပဲ2,800,000တန်ပကုံးဆက်ခွန်တစ်ထည်ပဲကြံတော့မယ်ခင်ဗျာပကုံးဆက်ခွန်တစ်ထည်ပဲကြံတော့မယ်2,800,000အများဆုံးပဲဒီထဲမှာနော်2,800,000အများဆုံးပဲကဲဒီထည်လေးဆိုလို့ရှိရင်ပကုံး18 2,200,000ပကုံး18 2,200,000ပကုံး18 2,200,000ရှေ့ရောနောက်ရောတေချာပြပေးလိုက်ဒီကောင်လေးဆိုပကုံး18ပဲ 2,200,000တရေအစ်စ်ပါခင်ဗျာတရေ quality ကောင်းမယ်ကိုကြီးတို့တရေ quality high quality နဲ့ရမယ်နော်အသားနားလေးကိုလည်းတေချာကြည့်ပေးလိုက်နေတယ်ကတ်တင်နဲ့ကျွန်တော်တို့ချုပ်ရိုးချုပ်သားနဲ့တေတက်မှုကိုတေချာလေးကြည့်ရတယ်သိတာပါတယ်နော်တရေရဲ့ quality ကိုဝယ်ဘူးတဲ့ဆိုပိုသိတာတယ်ကျွန်တော်ရှိမှဝယ်ဘူးတဲ့ customer တွေကကျွန်တော်ရဲ့အောက်က comment မှာဝယ်ဘူးကြောင်းဘလောက်ကောင်းကြောင်းမှတ်ပါပေးပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်လက်ဆောင်လေးတွေလည်းဖောက်ပေးဦးမယ်နော်ကဲဒီကောင်လေးကတရေအစ်စ်ကို18ပခုံး18တစ်ထည်ပဲရတော့မယ်2,000,000ခွဲနဲ့ယူတန်ကာလာဦးမှာတရေအထူနင်းနဲ့ရမယ်ဗျ2,000,000ခွဲပါအသစ်တွေပါနော်ကိုကြီးအသစ်တွေပါကဲဒီကောင်လေးကနွားတရေစောနာပြပေးတာတိုးတည်တွေကြီးပဲဒီကောင်လေးကနွားတရေပခုံး18ဒီကောင်လေးလည်း2,000,000ခွဲပဲထူမယ်လေးမယ်2,000,000ခွဲနွားတရေပါခင်ဗျဒီကောင်ဟာလေးလေးပခုံး18ရမယ်ချီတိုးနဲ့လာမယ်တရေအစ်စ်တွေနဲ့လှုပ်ထားမယ်တရေအစ်စ်ပဲအာမခံတယ်နော်ကျွန်တော်တို့9နှစ်အနည်းဆုံးအာမခံတယ်9နှစ်ကနေ10နှစ်ဝတ်နိုင်ငံခြားပြည်စိန်လို့2,340ဝတ်လို့ရတယ်ကဲဒီကောင်လေးကတော့ပခုံး18ပဲဈေးနှုန်းလေးက2,000,000ခွဲ2,000,000ခွဲဒီကောင် quality အမြင့်လေးနော် quality ကပြည်တွင်းမှာ2မျိုးပဲရှိတယ်ကိုကြီးတကယ်လို့ဆိုင်လာရင်ကျွန်တော်တေချာရှင်းပြပေးမယ် customer တွေကိုပြည်တွင်း quality ပြည်တွင်းချုပ်သားနဲ့နောက်တစ်ခုကနိုင်ငံခြားပြည်တွေနဲ့တေချာရှင်းပြပေးမယ် customer တွေအနေနဲ့အများကြီးကိုရှင်းကြည့်ရတဲ့ခါကျရင်တေချာဒီ quality နဲ့အရေးသွေးတွေဈေးနှုန်းတွေကိုပဲပြအောင်သိနိုင်နော်ကဲဒီကောင်လေးကပစုံး18ဈေးနှုန်း2,200,000အပိုင်းကျွန်တော်အခြားပစ္စည်းလေးတွေရောင်းပေးမယ်လေသာကိုနည်းနည်းလေးလျှော့ပြီးတော့နော်အခြားပစ္စည်းလေးတွေရောင်းပေးမယ်ခင်ဗျလေသာကိုတော့ဟိုရောင်းပေးမယ်နော်လေသာကိုစုံလင်းနဲ့ကျွန်တော်တို့ဒီတေးရောင်းပေးမယ်ဒါပေမဲ့အခြားပစ္စည်းတွေလည်းကျွန်တော်လေသာပတ်စံအိတ်တို့အခြားပစ္စည်းတွေကျွန်တော်တွင်းပြီးရောင်းပေးမယ်နော်ဒီကောင်လေးကကျွန်တော်ဝတ်ထားတဲ့ပုံစံမျိုးလေးဒီကောင်လေးက2,000,000ခွဲအနက်ရမယ်အညိုရမယ်2,000,000ခွဲခါးစည်းနဲ့လက်ကနှိပ်စည်းနဲ့အနက်ရမယ်အညိုရမယ်မိုက်တယ်အနက်လေနော်ကျွန်တော်ဝတ်ထားတဲ့ဒီဇိုင်းနော်ကိုတို့25 2,000,000ခွဲကဲဒီကောင်လေးက2မျိုးရှိတယ်ကျွန်တော်မှာ2,800,000တန်ရှိတယ်2,500,000တန်ရှိတယ်နော်ဒါလေးက2,500,000အညို18တစ်ထည်ပဲရတော့မယ်2,800,000တန်အနက်ကောအညိုရောရသေးတယ်နော်ကဲဒီကောင်လေးကပိုင်းတော့ပုံစံမျိုးလေးတစ်ထည်ပဲရတော့မယ်2,000,000ခွဲပခုံး18လှတယ်ထည်တိုင်းကလှရနော်ကဲဒီမှာကျွန်တော်ဝတ်ပြရမယ်နောက်တစ်ထည်တော်တော်မိုက်တဲ့ထည်
customer တွေတော်တော်ကြိုက်တယ်ပိုက်လို့မှာလက်စီးနဲ့ဘေးပင်ပေါ့ကအိတ်နဲ့ဒီကောင်အညိုအနှက်နှစ်ထည့်ရမယ်မိုက်လက်စီးလေသာနဲ့ပင်ပေါ့ကနဲ့အောက်မှာပိုက်လို့အိတ်ကနိုင်ကတစ်ချက်ပါမယ်အပေါ်မှာအိတ်ကတစ်ချက်ပါအညိုအနှက်ရမယ်2သိန်းခွဲဒီကောင်လေးကအရင်ဈေးတွေနဲ့ကျွန်တော်ကအခုဆိုနောက်ပိုင်းဈေးတက်မယ်နော်ဒီကောင်ဆိုလို့ရှိရင်အနက်အညို2ထည့်ရမယ်18 19ရမယ်ဈေးတော့2သိန်းခွဲအညိုအနက်ရမယ်မိုက်တယ်ရကဲချင်းချက်ကလေးအယောင်းအဝယ်အများများတယ်ပြီးတော့နောက်ကသူတို့ကကျွန်တော်ရဲ့အထည်ကိုကတ်တင်နဲ့ချုပ်တဲ့ပုံစံကတ်တင်နော်ဟိုဒီဇိုင်းကိုအရန်ကြိုက်ကြတဲ့လူတွေများတယ်ဈေးတော့ကတော့2သိန်း2000ပဲအနက်အညိုရမယ်အခုပြထားတာပခုံး19နော်တီတီကြည့်လို့ရတယ်နော်စိုင်မလာကြည့်လို့ရတယ်ကြိုက်မှာပေါ့အညို19 19ရမယ်ဒါလေးက19ပြထားတော့နော်ကဲဒီထဲလေးကတော့2သိန်း2000အညိုအနက်ရမယ်ပခုံး18ပြထားတာဖြစ်ပါတယ်ကျွန်တော်ဈေးတွေကိုအများအားကိုကြီးတို့တေချာတီတေးလေးပြောပြပေးလေးရှိတယ်နော်ဈေးကို CB တွေဘာမှမခေါ်ဘူးဟိုကျွန်တော်ဘယ်လိုဘယ် customer ပဲဖြစ်ဖြစ်ဈေးကိုချိန်ပြီးဝယ်နိုင်တယ်နော်ဟိုဘယ်လိုလူမျိုးလူတန်းစားမဆိုဈေးကိုဖဲဟိုသူတို့အကုန်လုံးကြားခွင့်ရသိခွင့်ရအောင်ကျွန်တော်ပြောပေးထားတယ်နော် CB ခေါ်မရအောင်လေးမရှိဘူးနော်2သိန်း20002သိန်း2000ဒီကောင်လေးဆိုအညူအနှက်ရမယ်မိုက်တယ်ဗျာအထည်တိုင်းကကြိုက်ရင် screenshot ယူပြီးကျွန်တော် CPU အများဆုံးဆက်သွယ်ပြီเนาะကျွန်တော်နည်းနည်းလေးမြန်မြန်လေးပြလိုက်မယ်နည်းမြန်မြန်လေးပြလိုက်နော်တရေကတော့အစ်စ်တွေကြီးပဲကိုကြီးဒီဇိုင်းကအရန်စုံတဲ့အခါကျလို့ရှိရင်တခါကြလို့အများကြီးမပြညံအဲ့ဒါဒီဇိုင်းကအရန်စုံတော့ဒီဇိုင်းစုံတော့ဒီကောက်ဆိုအပြာ2သိန်းခွဲအပြာ2သိန်းခွဲအညို2သိန်းခွဲအနက်2သိန်းခွဲဒီကောင်ဆိုအမှန်မှန်2သိန်း8000လောက်ရောင်းရတော့မယ်ကာလာဖြစ်သွားပြီဒါကျွန်တော်ကဟိုပြီးခဲ့တဲ့ຫນွေတွေကပေါ့နော်ကျွန်တော်တို့ဟိုလောက်ထားလို့ဝယ်ထားလို့ဒီဇိုင်းရတော့မိုက်တယ်နော်ထရမ်ဖြစ်တဲ့ဒီဇိုင်းလေးလူငယ်ကြိုက်လေးတွေနော်2သိန်းခွဲလက်စီထားစီကဲဒီမှာဒီကောင်လေးက8ကပ်ပါတယ်zipပါတယ်8ကပ်ပါတာဒီ3ကပ်ပါတယ်ဗောနော်ဒီမှာ3ကပ်ဒီလို8ကပ်မပါတာတခုရှိတယ်နော်2မျိုးမဟုတ်တူ2သိန်းခွဲအညိုအနှက်ရမယ်2သိန်းခွဲ19 18 19 3ဆိုင်ရမယ်ဗျဒီမှာဒါဒီဇိုင်းတူတူနော်တေချာကြည့်ပြီးမတူဘူးနော်နောက်တစ်မျိုးပြမှာနောက်ဒါလေးက2သိန်းခွဲကဲဒီကောင်8ကပ်မပါတော့ဒီလို8ကပ်မပါတော့နော်ဒီ8ကပ်မပါတော့ဒီကောင်လေးလည်းမိုက်တယ်နော်2သိန်းခွဲကြိုက်တဲ့သူကကျွန်တော်ရဲ့အထည်လေးတွေကို screenshot ယူ Face Messenger မှာလာရောက်မေးမြန်းကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ